2026ခုနှစ်မတ်လ9ရက်ညပိုင်းမှာအစ္စရေးနဲ့အမေရိကန်ပူးပေါင်းတပ်ဖွဲ့တွေဟာအီရန်နိုင်ငံတီဟီယန်မြို့ပတ်ဝန်းကျင်ကရေနံတိုလောင်ကန်တွေနဲ့ရေနံချက်စက်ရုံတွေကိုတိုက်ခိုက်ခဲ့ပါတယ်။ရေနံချက်စက်ရုံတွေမီးလောင်ရာကနေထွက်လာတဲ့ဓာတုပစ္စည်းတွေဟိုက်ဒရိုကာဗွန်၊ဆာလ်ဖာနဲ့နိုက်ထရိုဂျင်အောက်ဆိုဒ်များဟာလေထူတဲ့ရော်ရှိသွားပြီးမိုးရွာတဲ့အခါအဆိပ်သင့်အက်ဆစ်မိုးအဖြစ်ရွာကျလာတာဖြစ်ပါတယ်။ကျလာတဲ့မိုးဟာအစီနဲ့ပြင်းထန်နေသလားလို့ထင်ရလောက်အောင်မဲနေတာပါ။မြေပြင်ပေါ်ကမိုးရွေတွေဟာမဲနေတာကိုမြင်ရပါတယ်။နိုင်ရန်ကိုကြည့်လိုက်မယ်ဆိုရင်လည်းဒီကနေစီးကြလာတဲ့မိုးရွေတွေဟာမဲနေတာကိုတွေ့ရမှာပါ။ဒါဟာအီရန်ဘို့တော်မှာတညာလုံးပြင်းထန်စွာပုံကျဲတိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက်ထင်လာတာပါ။အဲ့ဒီရေနံတိုလောင်ယုံတွေကိုပုံကျဲခဲ့ပြီးနောက်မြို့ပေါ်မှာထူထဲတဲ့မိခိုးငွေတွေနဲ့အတူမဲမောင်သွားတာပါ။အထူးသဖြင့်မြို့ရဲ့တောင်ဘက်မှာတော့မီးလောင်မှုတွေကြီးကြီးမားမားထိခဲ့ပါတယ်။ဒီမနက်မှာလည်းမြို့တစ်ခုလုံးဟာအရာအလုံးနီးပါးကိုဖုံးလွှမ်းထားတဲ့ဒီလိုမျိုးကြီးမားလာတဲ့မဲမောင်နေတဲ့တိမ်တွေနဲ့ပြင်းနေတာကိုထပ်မံတွေးမြင်နေရတာပါပဲ။အီရန်ကချီနီအခွဲ Red Crescent ကဒီမိုးဟာအရွေးပွားကိုလောင်ချစေနိုင်ပြီးအဆုတ်ကိုပျက်စီးစေနိုင်တာကြောင့်ပြည်သူတွေအပြည့်မထွက်ကြဖို့နဲ့နှာခေါင်းစည်း mask တက်ကြဖို့အမှန်တကယ်သတိပေးထားပါတယ်။